မောရချင်းထောင်ရှိနေပူအောင်ထုတ်ထုတ်ဆွဲပြီးငွေလေးချက်ပြည့်နဲ့ရောက်ရှိနေတဲ့ဒေါ်မိုးစန္ဒာကျူဆိုတဲ့မျိုးသမီးတွေကိုတွေ့ရပါတယ်။ဒီမှာရိုးရိုးမိခင်တည်းမဟုတ်ဘူး။ပြည်သူချစ်တဲ့ကိုဝေမှုနိုင်မိခင်ဖြစ်ပါတယ်။ကိုဝေမှုနိုင်လက်ရှိချင်းနေပုံမှန်ပါများဆိုထောင်နဲ့34ချမ်းခံရရပြီ။တည်တဲ့ကြနိုင်တဲ့မှုတွေရင်ဆိုင်နေရဆဲဖြစ်တဲ့အခြေအနေကိုလက်ရှိကြုံတွေ့နေရအတိတ်နောက်ကြောင့်တာမီတက်ရစေအဖက်မဲ့တာကိုဝေမှုနဲ့ငယ်စဉ်အနေသားရွယ်မှာဖခင်ပြည်သူနဲ့ကြွားရှင်းခဲ့ပြီး9နှစ်တာမှာဖခင်ကိုလွန်ခဲ့ပါတယ်ဆရာမတယောက်ဖြစ်တဲ့ဒေါ်မိုးစန္ဒာကျော်တားဖြစ်သူတငယ်ချင်းလို့မောင်နှမလို့ရင်းနေပြီးပြုစုထောင်ပေးရပါတယ်ငယ်စဉ်ကတည်းကစာဖတ်ခြင်းစာရေးခြင်းဝါဒနာပေါ်ပြုထောင်ပေးခဲ့လို့73နှစ်တာဝတ္ထုစတင်ဖော်ပြခံရပါတယ်တရင်တော့ပေါ့ပဲရေခင်မဖြစ်ခင်မြို့တော်လိုက်2021အာနာလူမဖြစ်ခင်တရင်တော့ဖြစ်ဆောင်ရနေပါတယ်နိုင်ငံရေးမှုစိတ်နဲ့ဝန်ရတဲ့ကိုကျောင်းသားတလကဥက္ကဋ္ဌမြို့ဘာသာရေးအမောစကစတင်လှုပ်ရှားမှုတွေပါဝင်ခဲ့တဲ့ကိုဝေမှုနိုင်စိတ်တဲ့မိခင်ပြုကိုခဲ့ပါတယ်ချိုးပြီး2021အာနာသိမ့်အာနာသိမ့်ရရမှာရှိနေတယ်စကိုင်းတိုင်းကျွန်တော်လိုအပ်တယ်ဆိုရင်ခံချက်မုံရောင်ပြန်ဖို့ခွင့်တောင်းခဲ့ပါတယ်မိခင်ရဲ့ခွင့်ပြုချက်အသက်အနည်းရှိမှတည်ပြီးဒါရဲ့ခိုင်မာတဲ့ယုံကြည်ချက်ကိုလေးစားတဲ့အတွက်ကြည်ပြီးတော့လုပ်ပေးခဲ့ရတယ်မော်ရသွေးတွေကိုဥဆောင်ပြည်သူတွေကပန်းလာကြီးလို့ချစ်စမှုခေါ်ကြတဲ့အထိထင်ရှားလာခဲ့ပါတယ်ဖန်စီကန်တဲ့မိခင်ရဲ့တော့ဖြစ်စဉ်2021 April 15 ရက်နေ့စိုက်ကလေးတပိတ်လေးလေးစမှာအင်းစီကနဲ့တိုက်ခတ်ခြင်းခံခဲ့ရပါတယ်။တာဖြစ်တဲ့မျက်နှာဖူးရောက်နေတဲ့ဓာတ်ပုံတွေမြင်ရခြင်းပါမိခင်တယောက်နေတယ်ခံစားခဲ့တဲ့ဝေဒနာပြောမပြနိုင်တော့ဘူး။ယုံကြည်ချက်ဒါဘယ်သူ့ကိုမှမထိခိုက်ဘူး။တရားတော်လည်းရှောက်ခဲ့တယ်ဆိုရင်မိခင်သစ္စာပြုချက်ဒါဘကယုံကြည်နဲ့ကြက်တည်ပြီးခဲ့တဲ့မိခင်ဖြစ်ပါတယ်။ဟောခီးချမ်းနဲ့တာအန်ခံရနေတဲ့မှာစောင့်ကြည့်ခံရတဲ့ကြောင့်အိမ်9နေရာအဆောင်တနေရာပြောင်းရွှေ့နေထိုင်ခဲ့ရတယ်။မိခင်ရဲ့ဒုက္ခမြင်အောင်ကြည့်အချင်းထောင်ပြီးမှတာမီတွေ့ဆုံအပိတားတဲ့အဆုံးတင်ကပုံမှန်ပေးနေတဲ့အနည်းနာမှာရှိနေတယ်ဆိုတဲ့ခံစားချက်ကတားကစိတ်ကြုံမှုဖြစ်စေတဲ့ယူဆပါထောင်မှာပဲကပ်နေမိခင်ဖြစ်ပါတယ်။တမိုင်းမှာခံခြင်းတားရဲ့အမှုတွေတက်တည်ဖြစ်ပါဝင်သေးခြင်းတရားစီရင်တိမပြုလို့မဟုတ်ပဲ။နောက်တစ်ချိန်မှာတမိုင်းအမှန်ဖြစ်စေခြင်းလို့ဆိုတဲ့ခိုင်မာတဲ့ရည်တည်ခြင်းဆွေးနွေးဆောင်ကစားတာမိခင်ဖြစ်ပါတယ်။တခြားနိုင်ငံရေးအခြေခံဥစားစုလို့လည်းတာသမီကိုဖြစ်နေတဲ့စိတ်ခွန်အောင်ပေးဖို့တိုက်တွန်းနေရှိပါတယ်။မိခင်ရဲ့ကောင်းမှုနဲ့တောက်တော်လိုင်းသမားဆိုတဲ့ကောင်းလာလို့တတိရှိတဲ့အဖို့တန်ငွေတရားဖြစ်တတ်မှတ်ထားတဲ့မိခင်ဖြစ်ပါတယ်။ခေါင်းဘိုးဆန္ဒကျပါတားတယောက်ကိုတောင်းတာတနိုင်ငံလုံးကလေးစားတော်လိုင်းသမားတို့ကိုဝှေ့ထုတ်ပြီးတော်လိုင်းမိခင်တအုပ်ဖြစ်ခေါင်းပြပြီးဒီအတ္တရမမေ့ပြောင်းတဲ့အစီအစဉ်ကိုတင်ဆက်လာပါတယ်။ကျွန်တော်လည်းထိုပုံပုံမှာအညာပြလူဆောင်ကောင်းများရှိခဲ့ဖော်ထုတ်ပြကြမြင့်တဲ့ကကျေးဇူးတင်ပါတယ်